အားလုံးပဲမင်္ဂလာပါကျွန်တော်ကြောင်စိမ့်သင်တန်းနဲ့ပတ်သက်ပြီးတော့သင်တန်းဘယ်နှမျိုးရှိတာလဲဆိုပြီးလာမင်းနေကြတဲ့မိတ်ဆွေများအတွက်ကျွန်တော်ဒီဗီဒီယိုလေးနဲ့တည်တည်ရှာလေးကျွန်တော်ရှင်းပြပေးပါမယ်ကျွန်တော်ကြီးမှာကြောင်စိမ့်သင်တန်း2မျိုးရှိပါတယ်2မျိုးဆိုတော့ပထမ1မျိုးကကျွန်တော်တို့လုံးစုရယ်ဖြတ်သားရယ်ဆိုပြီးတော့သင်တန်းဖြစ်ပါတယ်လုံးစုဖြတ်သားလို့ပြောမယ်ဆိုရင်ကျွန်တော်တို့လုံးစုကြောက်ဒီမှာကျွန်တော်တို့ဖားကတ်ညီသာဘုံကနေထွက်လာတဲ့ဒီရေမဆေးကြောက်ကနေစပြီးတော့အဲ့ဒီပုံမှာပါတဲ့မောက်ချောအခွန်ရန်ကောင်းတဲ့ပြချက်မကောင်းတဲ့ပြချက်အဲ့ဒီလိုဟာတွေကအရှိခံကနေစပြီးတော့လုံးစုတစ်လုံးကိုကျွန်တော်တို့မျိုးနုချင်းမျိုးရင်းချင်းဘယ်လိုခံမှန်းရတာလဲကြောင်မျိုးတန်းကောင်းချင်းကြောင်မျိုးတန်းမကောင်းချင်းတွေဘယ်လိုခံမှန်းရတာလဲဒီလိုအသေးစိတ်အချက်အလက်တွေကိုအရှိခံကြကျွန်တော်ရဲ့အတွေ့အကြုံနဲ့ကျွန်တော်သေးသေးချာချာကိုလက်တွေ့ကြသင်ကြားပေးတာဖြစ်ပါတယ်အဲ့ဒါပြီးပြီဆိုရင်လည်းဒီလုံးစုတစ်လုံးကိုခံမှန်းပြီးတော့ဖြတ်သားမှာအသားတန်းဘယ်လိုဖြစ်နိုင်လဲဥပမာမျိုးနုရလားမျိုးရင်းလားခါသားလားခက်တန်လားခါသက်တန်လားကြောက်သားမြင့်လားအသက်ဆန်းလားရေခဲသားလားဘော်ဒီသားလားအသားတန်းတွေကိုလည်းဒီလိုမျိုးသေးသေးချာချာခွဲခြားနိုင်အောင်ကိုကျွန်တော်သင်ကြားပေးတာဖြစ်ပါတယ်အဲကြောင့်ကျွန်တော်လုံးစုမှာဆိုရင်လည်းလုံးစုတစ်လုံးကိုမြင်တာနဲ့မျိုးနုချင်းမျိုးရင်းချင်းဆိုတာကိုဘယ်လိုအချက်လက်တွေကိုကြည့်ပြီးတော့ခံမှန်းမှန်းလဲဆိုတာကိုအသေးသေးသင်ကြားပေးတာဖြစ်ပါတယ်ဖြတ်သားမှာဆိုရင်လည်းဖြတ်သားကိုမြင်လိုက်တာနဲ့အသားတန်းအစင်းစင်းရဲ့အသားတန်းကိုအယောင်ကြည့်ပြီးတော့ဘာကာလာလဲဘာအယောင်လဲအရေးဆိုရင်လည်းဘယ်လိုအရေးမျိုးလဲအဲ့ဒီအပြင်ကိုအသားရဲ့အယောင်အစင်းအသက်ခံအယောင်တွေအဲ့ဒီအပြင်ကိုအသားရဲ့အတွင်းထဲမှာမကောင်းတဲ့လက္ခဏာအမျိုးအစားအညစ်တခြားသောမကောင်းတဲ့လက္ခဏာတွေအသေးစိတ်အရှိခံအချက်လက်တွေအကုန်အပါအဝင်ကိုကျွန်တော်ရဲ့အတွေ့အကြုံအားလုံးကိုကျွန်တော်သင်ကြားပေးတာဖြစ်ပါတယ်။ဒါကြောင့်မလို့ပထမဦးဆုံးပြောချင်တာကဒီလုံးစုံနဲ့ဖြတ်သားသင်တန်းကိုတက်ရှင်တဲ့သူတွေကလုံးစုံခေါင်းကြောက်ကိုဝယ်ရောက်လုပ်ရှင်တဲ့သူတွေလုံးစုံခေါင်းကြောက်ကိုကြည့်ပြီးတော့ဒါကြောက်ဖြတ်ရှင်တဲ့သူတွေပြီးတော့လည်းဖြတ်သားကိုကြည့်ပြီးတော့ဖြတ်သားကိုဝယ်ပြီးတော့အပွင့်လိုင်းဗဒီလိုင်းလက်ကောက်လိုင်းဘာလိုင်းနဲ့တင့်တော်မလဲဆိုတာကိုသိကျင်တဲ့သူတွေအဲ့ဒီလိုလုံလောက်လုပ်ရှင်တဲ့သူတွေအတွက်ကတော့လုံးစုံနဲ့ဖြတ်သားသင်တန်းကိုတက်တင်ပါတယ်နောက်တစ်ခုကကျွန်တော်ရှိမှာအပွင့်သွေးတင်းညက်တီးသက်သင်တန်းပေါ့နော်အပွင့်နဲ့ပတ်သက်ပြီးတော့အရေနဲ့ body ဒါအဲ့ဒီဟာကိုအဓိကထားပြီးကျွန်တော်သင်ပေးတာဖြစ်ပါတယ်အသားနဲ့ပတ်သက်ရင်တော့ဒါကျွန်တော်တို့ body ဆိုပေမဲ့မျိုးနုတာမျိုးရင်တာခါးသားခတ်တန်းအသက်ဆန်းရေခဲ body ဒါဒီအစအဆုံးပါပါတယ်အရေမှာဆိုရင်လည်းအရေနဲ့ပတ်သက်ပြီးတော့ပဲရေကျွန်တော်တို့အဝါရေဇိမ်းရေဆိုပြီးကျွန်တော်တို့ခွဲသလိုမျိုးအဲ့ဒီ line 3 line ကိုလည်းသေးသေးချာချာလေးကျွန်တော်ကသင်ကြားပေးတာဖြစ်ပါတယ်အပွင့်အနေနဲ့လက်တွေ့ကြသင်ကြားပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်ရှိမှာအပွင့်နဲ့ပတ်သက်ပြီးတက်မယ်ဆိုရင်ပေါ့နော်မိတ်ဆွေများလက်တွေ့ကြကို15ရက်20အတွင်းမှာသေချာပေါက်တက်ကျွမ်းမယ်လို့ကျွန်တော်ဘက်ကလည်းအာမခံပါတယ်အဲကြောင့်ဒါကတော့ဒုတိယတစ်ခုအနေနဲ့သင်တန်းပေါ့နော်အဲကြောင့်2မျိုးပြန်ပြောမယ်ဆိုရင်တော့လုံးစုံနဲ့ဖြတ်သားသင်တန်းရှိတယ်ပြီးတော့တစ်ခုကအပွင့်သွေးပေါ့နော်ပြောရမယ်ဆိုရင်တော့ဝယ်ဖြတ်သွေးချောင်းလို့ပြောရင်ပုံမှန်ပါတယ်ခင်ဝိုင်းနေပတ်ပြီးတော့ကျွန်တော်တို့ကြောက်ကိုဝယ်မယ်ပြီးရင်ဒီမှာအပွင့်သွေးမယ်ပြီးပြီဆိုရင်ဒါတွေကိုကိုယ်တိုင်ဝယ်တိုက်ပြီးတော့ရောင်းမယ်ဒီပုံစံမျိုးနဲ့ကိုကျွန်တော်ကလက်တွေ့ကြသင်ကြားပေးတာဖြစ်ပါတယ်အဲကြောင့်ပြီးတော့တစ်ချက်ပြောချင်တာကကျွန်တော်ရဲ့သင်တန်းမှာဒါဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်လုံးစုံနဲ့ဖြတ်သားသင်တန်းသားပဲဖြစ်ဖြစ်အပွင့်သွေးသင်တန်းသားပဲဖြစ်ဖြစ်နော်ငွေကြေးရှမ်းသာလို့အဆင်ပြေတဲ့သူပဲဖြစ်ဖြစ်ငွေကြေးအဆင်မပြေဘဲနဲ့အခက်အခဲရှိတဲ့ဂျားတွေကနေပြီးတော့ဒီကြောက်ပညာကိုလိုချင်လို့လာတက်တဲ့မိတ်ဆွေဘယ်သူပဲဖြစ်ဖြစ်ကျွန်တော်ကကြောသားရင်သာမခွဲခြားဘဲနဲ့တေးသေးချာချာကိုဒါလက်တွေ့ကြအနီးကပ်ကိုသင်ကြားပေးတာဖြစ်ပါတယ်ကျွန်တော်တို့ကဒီအရှိမ white ဘုံနဲ့ရေးပြီးတော့နောက်ကနေပြီးတော့အလွတ်လိုက် order မျိုးတွေကျွန်တော်မလုပ်ပါဘူးကျွန်တော်ကကြောက်တွေကိုရှေ့မှာချပြီးတော့ပဲလက်တွေ့ကြဒါဆိုရင်ဘာရမ်းပေါ့နော်ရမ်းနဲ့ပတ်သက်ပြီးတော့အရှိကန်နေတင်တယ်ဒါဆိုရင်ဘလို့အခုံနေနဲ့ပတ်သက်ပြီးသေချာတင်တယ်ဒီလိုပုံစံမျိုးနဲ့လက်တွေ့ကြကြောက်တွေကိုပြသပြီးတော့သင်ကြားပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေများအသက်ငယ်ချင်းကြီးချင်းနဲ့လည်းမဆိုင်ပါဘူးတကယ်စိတ်ပါတယ်တကယ်ကြောက်ပညာတက်ရှင်တယ်ဆိုရင်တော့ကျွန်တော်ရှီကိုလာတက်ပါသေချာပေါအာမခံပါတယ်မိတ်ဆွေများလိုချင်တဲ့ကြောက်ပညာကိုဒါမိတ်ဆွေတို့ထင်ထားတဲ့တက်ပို့ပြီးတော့အကျိုးရှိအောင်ထိရောက်အောင်ကျွန်တော်ဘက်ကသင်ကြားပေးတာဖြစ်ပါတယ်ဒါလက်ရှိသင်ကြားနေတဲ့သင်တန်းသားတွေလည်းရှိပါတယ်အဲကြောင့်မိတ်ဆွေတို့လာတက်ပြီဆိုရင်လည်းရှေ့ရနေပြီးစီနီယာသင်တန်းသားတွေကိုမိတ်ဆွေများမေးကြည့်လို့ရပါတယ်ကျွန်တော်တို့ကဘယ်လိုပုံစံမျိုးနဲ့ဘယ်လိုစေတနာပုံစံအပြည့်နဲ့သင်ကြားပေးတယ်ဆိုတော့မိတ်ဆွေများသိရမှာဖြစ်ပါတယ်အဲကြောင့်မလို့ကြောက်သိပညာကိုတကယ်တက်ရှင်နေဆိုရင်တော့ကျွန်တော်ကိုကျော်သက်ရှိကိုလာတက်လို့ရပါတယ်တကယ်တက်မဲ့သူတကယ်လုံးမဲ့သူမျိုးကိုပဲကျွန်တော်ကိုယ်တိုင်ကလည်းဒါလာတက်ဖို့လို့ဖိတ်ခေါ်ပါတယ်ဒါပြောရမယ်ဆိုရင်တော့လွယ်လွယ်လေးတွေးပြီးတော့တကယ်အပင်မခံဘဲနဲ့အပေါ်ရန်လောက်ပဲတွေးပြီးတော့လာတက်မယ်ဆိုရင်တော့မတက်ပါနဲ့လို့ပဲအကြံပြုချင်ပါတယ်ကြောက်ပညာဟာမိမိတို့ကိုယ်တိုင်တကယ်လိုက်လုံးမှပဲတက်မှာဖြစ်ပါတယ်သင်တဲ့ဆရာတွေကလည်းတည်တည်ချာချာတကယ်သင်ပေးတယ်လိုက်လုပ်တဲ့သူကလည်းတကယ်စရောကိုပါနဲ့လိုက်လုပ်တယ်ဆိုရင်တော့ကျွန်တော်ပြောတဲ့တလအတွင်းမှာကျွန်တော်တို့ရဲ့ကြောက်ပညာကိုတက်ကြွမှုတက်ကိုအာမခံပါတယ်အဲ့ဒီကပြီးသွားရင်ဒုတိယလမှာတော့ဒါဝိုင်းတဲ့ဝင်ပြီးတော့ဝဲတိုက်တာမျိုးကြောက်တွေကိုဈေးကွက်လေးလာတာမျိုးလုပ်ပြီးတော့ဝယ်ရောင်းကိုစပြီးတော့ဒါကူးပြီးတော့လုတ်ကင်မယ်ဆိုရင်တော့မိတ်ဆွေများ2လအတွင်းမှာအကြောင်းဝယ်လုပ်နိုင်ပါတယ်
ဒါကကျွန်တော်ကြောက်စိမ့်တင်တန်းနဲ့ပတ်သက်ပြီးတော့သဘောတရားလေးကိုနည်းနည်းရှင်းပြပေးတာပါဒီထက်ပိုပြီးအသေးစိတ်ကြတဲ့အချိန်ခံချက်လက်တွေကိုကျွန်တော်နောက်ဗီဒီယိုမှာရှင်းပြပေးပါမယ်အားလုံးကိုကျေးဇူးများတင်ပါတယ်ခင်ဗျာ